ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ Silkroad ဆိုတဲ့ e-commerce အကြောင်းဖြစ်တယ်။သူကကျွန်တော်ပုံမှန်သုံးနေတဲ့ Amazon တို့ Lazada တို့ Shop.com.in တို့လိုမျိုးပုံမှန် e-commerce မဟုတ်ပဲねတရားမဝင်တဲ့ PC တွေဝယ်ရောင်းလုပ်လို့ရတဲ့ dark web ပေါ်က e-commerce အဲ့မှာဘာတွေရရဲဆိုလို့ရှိရင်မူရေးစေဝါတွေရမယ်ဒီစာရွက်စာတမ်းအတုတွေပေါ့နော်မှတ်ပုံတင်ရင်မောင်းလိုင်စင်ဘွဲလက်မှတ်နောက်ဆုံးဒီလူသားသမားရှာခြင်းလို့ရှိရင်လည်းအဲ့မှာတွားပြီးတော့ရှာလို့ရတယ်ပေါ့နော်သူ့တော့2017လောက်ကစ run ပြီးတော့2013မှာတော့ shut down လုပ်သွားတယ်ပေါ့နော်နှစ်လောက်ပဲ run လိုက်ရတယ်ဆိုရင်မဲ့သူ့ရဲ့ရောင်းအားက 1.2 billion အောင်ရှိရပါတော့တော်တော်ကိုများတဲ့အမောင်အဲ့တော့ဒီ e-commerce ကို crack down လုပ်ဖို့ရဲတွေဘယ်လိုစုံစမ်းခဲ့တာလဲဆိုတာရယ်နောက်ဆုံးဒီ PHP ကုတ်ကြောင်ပေါ့နော်အဖမ်းခံလိုက်ရတဲ့ဒီကတော်တော်ကိုမှရှုပ်ပြီးတော့တော်တော်ကိုမှစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အားကြောင့်ကျွန်တော်ဒီဗီဒီယိုလုပ်လိုက်တာတချို့အကြောင်းအရာတွေကအသေးစိတ်ပြောမှပို့ပြီးတော့ရုပ်တည်ရှိပြီးတော့ပို့ပြီးတော့လည်းစိတ်ဝင်စားဖို့ကောင်းတာပေါ့နော်အားကြောင့်မို့ဗီဒီယိုကနည်းနည်းတော့ရှည်လိုက်မယ်ကဲနားဟန်ကြည့်အောင်စပြီးပြောမှာတော့ဒီ Silkroad ရဲ့ founder Ross Ulbricht ပေါ့နော်တော်တန်မှန်လူငယ်တယောက်ပေါ့နော်သူ့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီဒုစရိုက်တမလက္ခဏာလုံးဝမမြင်ရဘူးဒီမိဘရင်းနဲ့လည်းအဆင်ပြေတယ်ကျောင်းမှာဆိုလည်းဒီစတော့တယ်ပေါ့နော်ဒီဆရာမရင်းနဲ့လည်းအဆင်ပြေတယ်ကျွန်တော်သူ့ပုံတစ်ချက်ပြဒီမှာပေါ့နော်ဒါ Ross Ulbricht Silkroad ရဲ့ founder တကယ်တော့သူကျောင်းမှာဒီ liberalism နဲ့ပတ်သက်တဲ့ debate တစ်ခုရှိရပါတော့အဲ့မှာ idea တစ်ခုကပါလဲဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ကိုပိုင်တဲ့အကြောင်းပေါ့နော်ကိုလှုပ်ချံလှုပ်ခွင့်ရှိရဲအစိုးရကနေပြီးတော့လာပြီးတော့တာမြစ်ပိုင်ခွင့်မရှိဘူးပေါ့နော်ဥပမာမူရေးစေဝါသုံးမှန်ဆိုလဲကိုယ်ခန္ဓာကိုယ်ဖြစ်တဲ့အကြောင်းမို့သုံးပိုင်ခွင့်ရှိရဲပေါ့နော်အစိုးရကနေပြီးတော့လာဖမ်းတာလေသုံးခွင့်ပိတ်ပင်တာမျိုးတွေမရှိတင်ဘူးပေါ့နော် Ross ကအဲ့ idea ကိုတော်တော်သဘောကျသွားတယ်သူရဲ့ Silkroad ကိုလည်းဒီ idea ပေါ်မှာပဲအခြေခံထားတာလူတယောက်ကရောင်းတာဝယ်တာစိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတဲ့အစိုးရကနေပြီးတော့စောင့်ကြည့်ပြီးတော့ပိတ်ပင်နေတာမျိုးတွေမဖြစ်တင်ဘူးပေါ့နော် Silkroad အကြောင်းကိုစက်မပြောခင်ကျွန်တော် dark web ဆိုတာဘာလဲဆိုတာမသိရတဲ့လူတွေအတွက်ကျွန်တော်နည်းနည်းရှင်းပြချင်တယ်ကျွန်တော်ပုံပြကျွန်တော်ပုံမှန်ဆိုလို့ရှိရင် internet ပေါ်ကနေကြည့်လို့ရတဲ့ web ကအကျန်းဖြစ်ဆိုရှင်၃မျိုးရှိရပါတော့ကျွန်တော် surface web ရှိတယ်ဒါ clear web လို့လည်းခေါ်တယ်ပေါ့နော်ပြီးရင် deep web ရှိတယ်ပြီးရင် dark web ရှိတယ်ပေါ့နော် surface web ကပါတယ်ဆိုလို့ရှိရင် application ရှိရတယ်တော့မဟုတ်ဒီ website address တီးလို့ရှိရင်ဝင်ကြည့်လို့ရတဲ့ဟာမျိုးတွေပေါ့နော်နောက်တစ်ခုကကျတော့ဒီ deep web ကကျတော့ဒီခွင့်ပြုချက်ပေါ့နော် authorize ညမှာဝင်ကြည့်လို့ရတာမျိုးဥပမာကိုယ့်ရဲ့ကိုယ်ပိုင် Gmail account တို့မဟုတ်တင်ထားတဲ့တပ်ပုံတွေပါလေ Google Drive တို့ Apple Cloud တို့လိုပုံစံမျိုးပေါ့နော် private နဲ့ code တွေပါတင်ထားတာတို့မဟုတ် Facebook မှာ only me နဲ့ share ထားတာမျိုးပေါ့နော်ဒါကလည်းဒီ account မှာရှင်မှာဝင်ကြည့်လို့ရတာပေါ့နော်အဲ့ဒါတွေအားလုံး deep web လို့ခေါ်တာပေါ့နော် internet မှာကအဟာတွေကအများဆုံးဒီမှာဆို90%လောက်ပြထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ dark web ကျွန်တော်ဒီနေ့ focus လုပ်ပြီးပြောရမှာလေဒီ dark web ပေါ့နော်ဒီအပေါ်ကပြောခဲ့တဲ့ဒီ surface web တို့ deep web တို့ကကျတော့သူရဲ့အလုပ်လုပ်ပုံကတော့ရှင်းတယ်ပေါ့နော် YouTube ကိုဝင်ကြည့်မယ်ဆိုလို့ရှိရင် application ကနေတော့မဟုတ်ဒီ browser နေပြီး YouTube ကိုလမ်းပြီးတော့ request လုပ်တယ် YouTube server ကိုလမ်းပြီးတော့ request လုပ်တယ် YouTube ကနေပြီးတော့ကိုကြည့်မဲ့ video ပေါ်မူတည်ပြီးတော့ဒီ response ပြန်လာတယ်ပေါ့နော်ဂျားထဲမှာဘာမှမရှိဘူး device နဲ့ server ပဲရှိရပေါ့နော်ဒီနှစ်ခုပဲအပြန်အလှန် communicate လုပ်တယ်ပေါ့နော်အဲ့တော့ server ကနေကြည့်မယ်ဆိုရင်ဒီ request လုပ်တာဘယ်သူလဲဘယ်နေရာကနေ request လမ်းလုပ်တာလဲဘယ်နိုင်ငံလဲဆိုတာမျိုးတွေအထိကိုလမ်းပြီးတော့သိနိုင်တယ်ပေါ့နော်ဒါပေမဲ့ dark web ရဲ့အလုပ်လုပ်ပုံကကျွန်တော်အဲ့လိုမဟုတ် dark web ကဒီ onion network ဆိုတဲ့ဟာပေါ်မှာ run နေတာပေါ့နော်ကျွန်တော်ပုံတစ်ချက်ပြမယ်ဒါ onion network ဘယ်လိုလုပ်လို့လဲဆိုတာပြတဲ့ပုံပေါ့နော်ဥပမာခုနကကျွန်တော်ပြောဒီ device ရှိမယ်ပြီးရင်ဒီမှာ server ရှိမယ်ပေါ့နော်အဲ့ server နဲ့ device တွေအတန်းပြီးတော့မချိတ်ဆက်ပဲနဲ့ဂျာထဲမှာဒီ note တွေအများကြီးရှိရပါတော့။ Silkroad.com ဆိုတဲ့အကြောင်း browser မှာရိုက်ရတယ်ဆိုလို့ရှိရင် Silkroad.com တန်းပြီးရောက်မသွားပဲနဲ့အစင်းစင်းအများကြီးဖြည့်ရတယ်ပေါ့နော်။တွေ့ရတဲ့ချက်ကတော့ဒီ request ကဘယ်နဲ့လာလဲဆိုတာကိုဒီ server လည်းမသိနိုင်ဘူး။ဂျာထဲကနေဖြတ်ကြည့်ရင်လည်းမသိနိုင်အောင်သူကလုပ်ထားတာပေါ့နော်။တွေ့အားနဲ့ချက်ကကျွန်တော်နေတာပေါ့ဘာလို့ဆိုတော့တန်းမသွားပဲနဲ့ဂျာထဲမှာဟိုဖြတ်ဒီဖြတ်လုံးနေတယ်။ဒီပေါ်ကတော့ဒီအလွယ်ပြဟာပေါ့နော်။တကယ်တော့ဒီထက်ပိုပြီးတော့ရှုပ်တဲ့ encryption နဲ့ decryption တွေရှိမယ်။ပြောကြတယ်မှာ hope layer တွေရှိမယ်ပေါ့နော် Silkroad ကလည်းဒီပေါ်မှာ run နေရပေါ့နော်အားကြောင့်မို့ဒီ anonymous ဖြစ်တဲ့ secure ဖြစ်တယ်လို့ပြောတာပေါ့နော် Silkroad ပေါ်မှာစပြီးရောင်းတဲ့ပစ္စည်းက magic mushroom လို့ခေါ်တဲ့မိုးတစ်မျိုးပေါ့နော် shroom လို့လည်းခေါ်တယ်အဲ့မိုးကိုစားလိုက်ရဆိုလို့ရှိရင်ဒါအထူးဆန်းနေမြင်ရတယ်ပေါ့နော်အဲ့ဟာကိုရောင်းတာ Ross ကိုတိုင်းပဲဘာလို့လဲဆိုတော့အစပိုင်းကျတော့ဒီ website ဘယ်သူမှလည်းမသိတယ်ဘယ်သူမှလည်းလာပြီးမဝယ်ဘယ်သူမှလည်းလာပြီးတော့မရောင်းသေးဘူးပေါ့နော်အဲ့တော့သူ website ကိုလူသိများအောင်ဆိုပြီးတော့ဒီ forum တွေမှာတွားပြီးတော့ post တွေတင်တယ်ပေါ့နော် forum ဆိုတာခုခေတ်ကလေးတွေမသိတော့ဘူးဆိုလို့ရှိရင် Facebook group လို့ပဲအလွယ်မှတ်လို့ရတယ်ပေါ့နော်သူစပြီး post တင်တဲ့ forum က Shumri ဆိုတဲ့ forum အဲ့ forum ကဒီမိုးစားတဲ့လူတွေဆွေးနွေးတဲ့ forum တစ်ခုပေါ့နော်အဲ့မှာတွားပြီးတော့တော့ဒီ website တစ်ခုရှာတွေ့ထားတယ်ပေါ့နော်အဲ့ website ကတော့ network ပေါ်မှာ run နေတဲ့ကြောင့် anonymous ဖြစ်တယ်စိတ်ချရတယ်အဲ့မှာစေးတွေပဲစိတ်ကြိုက်ဝယ်လို့ရတယ်ပတ်စံရှင်းလို့ရှိရင်လည်း bitcoin နဲ့ရှင်းရတဲ့ကြောင့်မို့ဟ
ban account တွေပဲထည့်ကြမလို့ပေါ့နော်စိတ်ချရတယ်ဘာညာဆိုပြီးတော့သူကတင်ထားတယ်သူကိုယ်တိုင်ရှာတွေ့ထားတဲ့ပုံစံမျိုးပေါ့နော်ဘယ်သူတွေတုံးကြည့်ဖူးပြီးလဲပေါ့နော်တုံးကောင်းမကောင်း feedback ပေးခဲ့ပါအောင်ဘာညာဆိုပြီးတော့သူကိုယ်တိုင်လည်း user တယောက်ပုံစံမျိုးနဲ့တွားပြီးတော့အဲ့မှာတင်ထားတယ်ပေါ့နော်ကျွန်တော်အဲ့ post ကိုပြမယ်အခုချိန်ကြီးရှိတဲ့အဲ့ post ကတင်ပါပေါ့နော်I came across this website called Sale Road ပေါ့နော်တော့ hidden ဘာညာပေါ့နော်အမ Bitcoin နဲ့ဝယ်လို့ရဘာညာဆိုပြီးတော့ပြီးတော့ဒီမှာ website address ပါသူကပေးထားသေးတယ်အမတေးခါကြည့်ဒီတော့ onion network ပေါ်မှာ run နေတဲ့ website တွေကဒီ .com တွေပါနဲ့ဆုံးတာမဟုတ်ဘဲနဲ့ .onion နဲ့ဆုံးတာပေါ့နော်ကျွန်တော် Sale Road website ရဲ့ပုံဆက်ပြမယ်ဒီမှာကြည့်လိုက်ဆေးတွေ category နဲ့ပါဝယ်လို့ရပါတယ်မှာ cannabis ရှိမယ် ecstasy ရှိမယ်ဒီမှာအဆုံးပဲပေါ့နော် psychedelic တွေပါရှိရယ်ပြီးရင်ဒီမှာဆေးတွေအမျိုးစုံပဲပေါ့နော်အဲ့လိုမျိုးပေါ်တင်ကိုရောင်းတာပေါ့နော်ဒီလားအဲ့လိုနဲ့ Sale Road ကတဖြည်းဖြည်းလူသုံးများလာပေါ့နော်300ကလည်းလွယ်တာဟိုဒီတရားမဝင်တဲ့ပစ္စည်းတွေကိုဘောပိုက်ခဲတံဝယ်သလိုကိုလွယ်ဝယ်လို့ရနေတာ review တွေလည်းပေးလို့ရတယ်ပြီးတော့ဒီရောင်းတဲ့ vendor တွေကို rating တွေပါပေးလို့ရတယ်ပြီးတော့ဒီ link တာဘာညာရှိလို့ရှိရင် admin report လမ်းတင်လို့ရတယ်ပြီးတော့အချင်းချင်းဆွေးနွေးလို့ရတဲ့ forum တွေပါလည်းပါတယ်ပေါ့နော်လုံးဝကို feature အပြည့်နောက်ပိုင်းသူတယောက်တည်းမနိုင်တော့ဒီ developer တွေပါထပ်ပြီးတော့ခံတယ် moderator တွေ admin တွေစသဖြင့်ပေါ့နော်အဲ့တူ forum ထဲမှာပဲဒီ variety zone ဆိုတဲ့ကောင်လေးတော့တွေ့တယ်အဲ့ variety zone ကတူစီရိုက်မှုမှာဆိုရင်ဒီ ross ထဲအများကြီးပို senior ပိုကြတယ်ပေါ့နော်သူက CRE သူကနေပြီးတော့ ross ကိုအကြံဉာဏ်တွေပေးရမင်း website ကလူ3အရင်များလာပြီပေါ့နော် security တွေပါဒီထက်ပိုပြီးတော့မြင့်တင်ထားတဲ့ဥပမာဒီတခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင် close channel ရုံနဲ့ server တစ်ခုလုံးဖြတ်ချပစ်တာမျိုးတို့သူ့ကို trace လို့ရမယ့်တက်သေးမှန်တယ်များအကုန်လုံးဖြတ်ချပစ်တဲ့ဟာမျိုးတို့အဲ့လို close မျိုးတွေထားတဲ့နေပေါ့နော်တခုဖြစ်ခဲ့လို့ထွက်ပြေးရမယ်ဆိုလို့ရှိရင်ထွက်ပြေးလို့ရမယ့်နိုင်ငံတွေပဲကြိုးရှာပြီးတော့ citizen တွေပဲရှောက်ရင်ရှောက်ထားပေါ့နော်ပတ်စံတွေပဲကြိုးလွဲထားပေါ့နော်အေးပေါ်သုံးဖို့ပေါ့နော် Ross ကသူ့ရဲ့အကြံဉာဏ်ပေးလိုက်တဘောကြပြီးတော့ variety ကျုံးကိုဒီသူ့ရဲ့ coach အနေနဲ့ပါလာဆိုင်ပဲပေးပြီးတော့ခံပေးလိုက်တာ variety ကျုံးကနေပြီးတော့နောက်တစ်ခုပါပြောလဲဆိုတော့မင်းရဲ့ဒီ online personality နဲ့ဒီအပြင်ရဲ့ personality နဲ့လုံးဝကွဲနေအောင်ထားပေါ့ Ross ကလည်းအဲ့ဟာကိုသဘောကျပြီးတော့နောက်ပိုင်းကျတော့သူ Drug Pirate Robert ဆိုတဲ့နာမည်နဲ့ပဲသူကလှုပ်ရှားတော့ရပေါ့နော်ကျွန်တော်အဲ့ဒါကို DPR လို့အတူကောက်ခေါ်မယ်နော် DPR Sale Road ကနောက်ပိုင်းလူသုံးအများများလာတော့ရဲတွေကလည်းစပြီးတတိထားမိလာပြီပေါ့နော်ဒီ e-commerce ကို run နေတဲ့ DPR ဆိုတာဘာတူလဲဆိုတာစုံစမ်းနေတဲ့ရဲတပ်ဖွဲ့က4ဖွဲ့လောက်ရှိတယ်။မွေးစေဝါနဲ့ဆိုင်တဲ့အတွက်ကြောင့်မို့ DEA နဲ့ Secret Service ကလည်းဒီအမှုကိုစုံစမ်းနေရပေါ့နော် AN Secret Serviceပြီးတော့ cyber crime နဲ့လည်းဆိုင်ရတဲ့ကြောင့်မို့ FBI ကလည်းဒီအမှုကိုစုံစမ်းနေရယ်ဒီမွေးစေဝါတွေကနိုင်ငံတွင်းထဲမဟုတ်ဘဲတခါတည်းကျရင်နိုင်ငံပြင်ဖက်ကနေလည်းဝင်လာတာမျိုးတွေရှိရပါတော့အဲ့တော့နိုင်ငံရဲ့လုံခြုံရေးနဲ့ဆိုင်နေတဲ့အတွက်ကြောင့်မို့ Homeland Security ကလည်းဒီအမှုကိုစုံစမ်းထဲမှာပါတယ်နောက်ဆုံးနဲ့အကြောက်ဆုံးဖွဲ့ကတော့ IRS ပေါ့နော်ဒီငွေကြေးဒီအခွန်ကိစ္စတွေနဲ့ဆိုင်တဲ့ကြောင့်မို့ IRS ကလည်းဒီအမှုကိုစုံစမ်းနေရပေါ့နော်အမေရိကမှာဆိုလို့ရှိရင်ဒီဒုစရိုက်တမားတွေအကြောက်ရဆုံးဖွဲ့က IRS ပဲ FBI တို့ CIA တို့သူတို့နောက်လိုက်နေပြီဆိုရှင်တော့အဲ့လောက်မကြောက်ဘူး IRS ကလိုက်နေပြီဆိုရှင်ဒါမလွတ်တော့ဘူးဆိုတော့သူတို့သဘောပေါက်တယ်ဒီအမှုကိုစုံစမ်းနေတာ၄ဖွဲ့ရှိရဲအဲ့တစ်ဖွဲ့ချင်းစီကဘယ်လိုစုံစမ်းလဲပြီးတော့နောက်ဆုံး information ဘယ်လို sharing လုပ်ကြလဲဆိုတော့ကျွန်တော်တစ်ဖွဲ့ချင်းစီပြောပြမယ်ပထမဆုံး DEA နဲ့ Secret Service က Sale Road မှာ account ဖွင့်လိုက်တယ်ဒီဆေးရောင်းတဲ့ vendor account အနေနဲ့ပေါ့နော်အဲ့မှာတွားပြီးတော့သူက post တင်လိုက်တယ်ငါမှာ cocaine ရှိရဲquality ကောင်းတယ်ဈေးတက်တာလည်းရမယ်ဘာညာဆိုပြီးတင်လိုက်တယ်အဲ့မှာ Curtis Jones ဆိုတဲ့ကောင်ကကြိုက်ပြီပေါ့နော်သူယူမယ်သူ့အိမ်ထိလာပို့ပြလို့ရမလားဆိုပြီးတော့အိမ်လိပ်စာပေးလိုက်ရဲတယ်လည်းပေးလိပ်စာအတိုင်းပဲတွားပြီးတော့ Curtis Green ဝင်ဖမ်းလိုက်တယ်ပေါ့နော်ကျွန်တော်နာမည်အများကြီးရှုပ်အောင်မှာဆိုလို့ဒီမှာတစ်ချက်မှတ်လိုက်မယ် Curtis Green Okay အဲ့တော့ DA နဲ့ Secret Service က Curtis Green ဝင်ဖမ်းလိုက်တယ်ဖြစ်ရှင်တော့ Curtis Green ကတာမန်ဆေးရောင်းတဲ့ account တင်မဟုတ်ဘဲနဲ့သူက Sale Road မှာသူကဝန်ထမ်းဖြစ်နေတာအဲ့တော့ရဲတယ်လည်းသူ့ရဲ့ဝန်ထမ်း account ကိုတင်လိုက်တယ်တင်ပြီးတော့အဲ့ Sale Road system နဲ့ဝင်ကြည့်တော့ Curtis Green ကဒီ Bitcoin တွေပါသူက access ရနေတာဖြစ်ရှင်တော့အဲ့ရဲနဲ့ကောင်ကလည်းတိတ်ပြီးတော့မှန်တဲ့ရဲတော့မဟုတ်ခက်တိပဲအဲ့ Sale Road server ထဲက Bitcoin 2000သူတို့ account ထဲကိုလွှဲလိုက်တယ် Bitcoin 2000နော်ဟိုကမှာဒေါ်လာ1000မဟုတ်အဲ့တော့ Bitcoin တော့73-14ဒေါ်လာလောက်ပဲရှိမှာတော့အခုဆိုလို့ရှိရင်တော့ Bitcoin တစ်ကွိုင်ကိုဒေါ်လာ8000လောက်ရှိမယ်ထင်တယ်2000ကို8000နဲ့မြောက်ကြည့်လိုက်1 billion လောက်ရှိရနော်အဲ့ Bitcoin အကောင့်သူတို့အကောင့်နဲ့ခက်တိပဲလွှဲလိုက်တယ် DPR ဟက်ကကြည့်တော့သူ့ဝန်ထမ်းကဘတ်တွားပြီးဆိုပြီးတော့ဒေါ်လာတွေထွက်တာပေါ့နော်သူက coach နဲ့တွားပြီးတိုင်ပြီးဒီကိစ္စကိုဘယ်လိုရှင်းကောင်းမလဲပေါ့နော်သူစီကနေပြီးတော့မင်းဒီကိစ္စကိုသူလွတ်ထားလို့မရဘူးဒါအပြတ်ရှင်းမှရမယ်နောက်လူတွေလုံးဝမလုပ်ရအောင်မမတတရှင်းမှရအကြံပေးတယ် Ross ကလည်းအတော်တူရအားနဲ့သူကလူသက်သက်မှာတွားရှာတယ်သူသက်မှာသူ့ရဲ့ website မှာပဲလူသက်သက်မှာရှာတယ်ရှာတော့ဒီရဲ့အဲ့ post ကိုတွေ့ပြီးတော့တွားပြီးတော့ငါကိုကိန်းရောင်းရတယ်မဟုတ်ဘူးလူပါတက်ပေးရဆိုပြီးတော့ပြော Ross က okay အားဆိုရင်မင်းကဒေါ်လာ4000ပေးမယ်ငါ့ကို Curtis Green ဆိုတဲ့ကောင်ရှာပြီးတက်ပေးဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်ဒီကအဲ့မှာ Curtis Green ကိုမင်းချမ်းမြေမှာအိတ်လိုက်ပေါ်နေတဲ့အချင်းကြီး
ဘာညာလောင်းမှာပေါ့နော်ရဲဆိုတော့ဒါမျိုးတွေကျွမ်းပြီးသားပဲလေနော်လောင်းပြီးတော့တပ်ပုံရိုက်ပြီးတော့ DPR ကိုပို့လိုက်တယ်တော်ကမလွယ်လဲလေရဲနော် Bitcoin နဲ့တောင်းလဲ white သေးတယ်ဒေါ်လာ4000လဲထပ်ပြီးတော့ယူလိုက်သေးရပေါ့နော်ဒီပြအနေနဲ့ကျတော့တကယ်တိတ်မသိဘူးပေါ့နော်သူ့အနေနဲ့ကျတော့ဒါလူသက်သက်မှာငါလူတက်လိုက်တယ်ဆိုတဲ့သဘောဖြစ်သွားရည်လေနော်အဲ့တော့သူကတန်မှန် cyber crime ကနေပြီးတော့အခုဆိုလို့ရှိရင်ဒါလူသက်မှုကျူးလွန်တဲ့အဆင့်မှာရောက်သွားပြီပေါ့နော်အဲ့လိုခက်ဆင်ပုံစံမျိုးဒီသူနဲ့ဟိုညှိတဲ့လူတွေတော်တော်များသူအဲ့လိုလူသက်သက်မှာငါပြီးတော့တက်လိုက်တဲ့အဖြစ်ပြက်လေအများကြီးထက်ရှိသေးတယ်ဒီမှာတစ်ခုပြောချင်တာ Zero ကပစ္စည်းပို့လို့ရှိရင်ဒီစာတိုက်ကနေပဲပို့တာ calculated risk လို့ခေါ်မှာပေါ့နော်ဒီ parcel ပေါင်း1000လောက်ပို့မှ4-5-6ခုလောက်မိရဆိုလို့ရှိရင်တော့မှဟိုမြတ်တည်ရပေါ့နော်ပြီးတော့စာတိုက်အနေနဲ့ကျတော့လေဒီပစ္စည်းပေါင်း1000ချီ3ချီတနေ့ပို့နေတဲ့ကြောင့်မို့ဟိုအသေးစိတ်လိုက်ပြီးတော့မစစ်နိုင်ဘူးပေါ့နော်ဒီ DPR ကသူ့ရဲ့ vendor တွေကိုမှာတာ PC ပို့တယ်ဆိုလို့ရှိရင်ဒီအစိုးရစာတိုက်ဖြစ်တဲ့ USPS ကိုပဲသုံးပေါ့နော်ဒီပုဂ္ဂလိကစာတိုက်တွေဖြစ်တဲ့ FactX တို့ DHL တို့ကကျတော့ PC ဖောက်ပြီးတော့စစ်လို့ရတယ်ဒီအစိုးရစာတိုက်က PC ဖောက်စစ်ပိုင်ခွင့်မရှိဘူးခံမိုင်းတဲ့အကြောင်းပြမရှိဘူးဆိုလို့ရှိရင် PC ဖောက်စစ်ပိုင်ခွင့်လုံးဝမရှိဘူးအလွန်ဆုံးဒီ X-ray ဆက်တယ်ပဲထည့်ပြီးတော့စစ်လို့ရတယ်ပေါ့နော် X-ray ဆက်တဲ့ထည့်ပြီးစစ်လို့ရှိရင်လည်းမပေါ်အောင်ဆိုပြီးတော့DPR သူ့ရဲ့ vendor တွေမှာထားတာဒီ Mylar ဆိုတဲ့8သုံးပေါ့နော်ကျွန်တော် Mylar 8ဆိုတာဘယ်လိုလဲဆိုတော့ပြ MYLA Mylar back တော့ဒီလိုငွေရောင် plastic 8လေးပေါ့နော် X-ray အလုပ်လုပ်ပေါအောင်ကျတော့အလင်းရောင်ပေါ့နော်ဒီ light beam ဖြစ်ပြီးတော့ PC density ကိုလမ်းဖတ်တာပေါ့နော်ဒီ8တွေကကျတော့X-ray ကပြစ်လိုက်တဲ့ light beam ကိုတားလိုက်တယ်ပေါ့အဲ့တော့အထိုင်းမှာရှိတဲ့ PC ကဘာလဲဆိုတာ X-ray မှာမပေါ်ဘူးပေါ့နော် Zero ဖက်ကလည်းဒီ customer တွေအဲ့လိုမျိုးတေချာ view site ပြီးလုပ်ပြီးတော့ကျွန်တော် customer တွေလည်း share ကိုမှာကြတာအဲ့ခက်မတင်လို့ရဲတွေမိပါသူတို့ရဲ့လိပ်စာအတိုင်းလာဖမ်းခဲ့ရဆိုလို့ရှိရင်တော့သူတို့ကပြောင်းညင်းလို့ရတယ်ပေါ့နော်ဒီ PC သူတို့မှာတာမဟုတ်ဘူးတရားကလိပ်စာမှာထလိုက်တာဘာညာဆိုပြီးတော့ပြောင်းလင်းလို့ရပါတော့အဲ့တော့ဖမ်းလို့မရဘူးပေါ့Zero ကနေပစ္စည်းမာလူတွေအရင်များလာတော့ပုံစံတူပါဆယ်ထုတ်တွေကိုဒီ Chicago လေစိတ်မှာစောင့်တယ်ဒီ Homeland Security တွေကစပြီးတော့တတိထားမိလားစစ်ကြည့်လိုက်တော့ဟိုလိပ်စာတွေကလည်းအဲ့လိုမျိုးပောက်ကရရှောက်ထည့်ထားလိပ်စာအတုတွေပေါ့နော်မတင်ကားလို့သူကဖောက်စစ်မယ်ဆိုတော့လည်းခုနပြောခဲ့သလိုပဲအစိုးရစာတိုက်ဖြစ်တဲ့ကြောင့်မို့ဟိုခိုင်မာတဲ့အကြောင်းပြချက်မရှိစစ်လို့မရဘူးပေါ့နော်ဒါပေမဲ့ loop hole တစ်ခုကဘာလဲဆိုလို့ရှိရင်ပိုးတဲ့လိပ်စာတကယ်လို့နိုင်ငံခြားလိပ်စာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့စစ်လို့ရအဲ့တော့အဲ့လိုပစ္စည်းထုတ်ရှာကြည့်လိုက်တော့ဂျာမနီလိပ်စာနဲ့ပစ္စည်းတစ်ခုတွေ့တော့ဖောက်စစ်ကြည့်လိုက်တော့သူထင်တဲ့အတိုင်းပဲကိုကိန်းထုတ်ပြီးဖြစ်နေအဲ့ပါဆိုင်ထုတ်မှာပါတယ်လိပ်စာအတိုင်းပဲသွားပြီးတော့ဒီတကားခောက်ပေါ့နော်ခောက်တော့ဒီပစ္စည်းမမှားလားဆိုပြီးတော့တကားလောက်ဖွင့်တဲ့ကောင်မေဟိုကောင်ကလည်းငါမှားတာမဟုတ်ငါအခန်းပေါ်မှားတာဆိုပြီးတော့ပြန်ပြောရဲတယ် okay အဲ့ဆိုရင်မင်းအခန်းပေါ်နဲ့ပတ်သက်ပြီးတော့ငါတို့နည်းနည်းမေးချင်တယ်ပေါ့နော်အဲ့ဒါအိမ်ထဲဝင်ပြီးတော့ဒီကောင်မေးဒီကောင်ကလည်းအဲ့လိုအိတ်ချင်မှုတူနဲ့အကုန်ပြောပြဒီပစ္စည်းငါအခန်းပေါ်ဒီ Zero ဆိုတဲ့ website ကနေမှာတာပေါ့နော်ရဲတယ်လိုက်မှ zero.com ဟုတ်တယ်မလားဆို zero.com မဟုတ်ပါဘူးလေ zero.onion ဆိုရဲတယ်လည်းနည်းနည်းကြောင်သွား .onion ဆိုတခါမှမကြောက်ဘူးပေါ့အဲ့နဲ့အချက်လက်တွေအကုန်လုံးမှတ်သွားပြီးတော့ဒီ scan ပြန်ရောက်လာတဲ့ Tor browser ကို down Bitcoin ဘာတွေဝယ်ပြီးတော့ zero မှာ account ဖွင့်ပြီးတော့ PC ဆမ်းမှာကြီးပေါ့နော်မှာပြီးတော့ရောက်လာတဲ့ပစ္စည်းကလည်းတူလင်ကွင်းမှာတွေ့တဲ့ parcel ပုံစံတိုင်းပဲအဲ့တော့တေချာဝါးရပေါ့နော်ဒီတူလင်ကွင်းမှာတွေ့တဲ့ဒီပုံစံတူ parcel ထုတ်တွေက zero ကနေလာတာပေါ့နော်အဲ့နဲ့ဒီ PC ပို့တဲ့လူဖမ်းဖို့ကြတော့လဲလိပ်စာတွေကအတူထည့်ထားတာပေါ့နော်ဒါပေမဲ့ PC ပို့တဲ့လိပ်စာကိုမသိရအောင်ဆိုမှဒီ PC ကဘယ်စာတိုက်ကလာလဲဆိုတာတော့ဟို trace လိုက်လို့ရတာပေါ့နော်အဲ့တော့ဒီ PC ပို့တဲ့စာတိုက်ရဲ့ CCTV ကိုလမ်းကြည့်ပြီးတော့ဒီ PC လာပို့တဲ့လူစောင့်ဖမ်းရုံပဲပေါ့နော်သူတို့ဖမ်းလိုက်တဲ့ dealer နာမည်က Cyrus ဒီမှာတစ်ချက်ရေးမယ်နာမည်များပြီးတော့ရောခုံးပါဆိုလို့ Cyrus ကmain ကလေးပြီးတော့သူကတာမန် dealer မဟုတ်ဘူးဒီ Zero မှာ moderator အနေနဲ့အလုပ်လုပ်နေတာပေါ့အဲ့တော့ထုံးစံတိုင်းပဲရဲတယ်သူနဲ့ညီမင်းကောင်နဲ့ပူးပေါင်းမယ်ဆိုလို့ရှိရင်တော့ပြစ်ဒဏ်ရှော့ဖို့ပြင်ပါညာပေါ့နော်အဲ့နဲ့ဒီ Homeland Security က Cyrus account ကိုတင်ပြီးတော့ Cyrus ရဲ့ဒီနေ့စဉ် moderator အနေနဲ့လောက်ရမယ့်တာဝန်တွေအတိုင်းပဲဒီပုံစံလောက်တခုရည်ရှင်တာဒီ Cyrus account ကိုတင်ပြီးတော့ Cyrus ပုံစံဟန်ဆောင်ပြီးအလုပ်လုပ်နေတဲ့ Homeland Security က Cyrus ထဲကိုပို့ပြီးတော့အလုပ်လုပ်တာကောင်းနေလို့ DPR တတိထားမိသွားပြီးတော့လောက်ဆိုင်ပိုင်းတိုးပေး bonus တွေပိုင်းတော့ပေးလိုက်သေးရပေါ့နော်ဒီမူနောက်ကိုလိုက်နေတဲ့နောက်တစ်ဖက်က FBI ပေါ့နော် cyber crime နဲ့ဆိုင်တဲ့ကြောင့်မို့ပုံမှန် cyber crime တွေကို trace လုပ်လို့ရတဲ့နည်းလမ်းနှစ်ခုရှိရပေါ့နော်ဒီ server IP address ကို trace လုပ်မှာလားသို့မဟုတ်ပတ်စံအဝင်ထွက်လမ်းကြောင်းကိုရှာပြီးတော့ trace လုပ်မှာလားပေါ့နော်ဒါပေမဲ့ server ကကျတော့တော network ပေါ်မှာ run နေတဲ့အကြောင်းမို့ server IP ဘယ်လိုမှရှာလို့မရဘူးပြီးတော့ငွေအဝင်ထွက်လမ်းကြောင်းနောက်ကိုလိုက်မယ်ဆိုပြန်တော့လေ server ရဲ့ payment က Bitcoin ဖြစ်နေတဲ့ကြောင့်မို့ဘယ်လိုမှရှာလို့မရဘူးဒါပေမဲ့ကန်ကောင်းချင်တော့ server website မှာ bug တစ်ခုရှိနေရပေါ့အဲ့ဒါဘာလဲဆိုတော့ဒီ captcha ပေါ့နော်ကျွန်တော်တို့ဒီ website ပိုင်းထဲဝင်မယ်ဆိုလို့ရှိရင် I'm not robot ဘာညာဆိုပြီးတော့ဒီစာမရှင်းစာတွေရတဲ့ဟာလေအဲ့ captcha ကကြတော့ onion network ပေါ်မှာ run နေမှာမဟုတ်ဘဲနဲ့ပုံမှန် clear web ပေါ်မှာ run နေရအဲ့ကနေပြီး
ပြီးတော့ server ရဲ့ server IP အစစ်မြင်နေရတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပညာရှင်တွေကအငင်းကုန်ဖြစ်ကြရအောင်ဘာလို့လဲဆိုတော့ server ကသူ့ server တစ်ခုလုံးတောင်ဒီ onion network မှာ run နေပြီးတော့ဒီ capture တစ်ခုတည်းပဲတာမန် clear web မှာ run နေရဆိုတော့မဖြစ်နိုင်ဘူးပေါ့နော် FBI ကဒီတရားမဝင်တဲ့နည်းလမ်းတစ်ခုခုသုံးပြီးတော့ server ရဲ့ server အစစ်ကိုရှာထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောနေကြတာပေါ့နော်ဒါပေမဲ့အဲ့ဟာထားလိုက်ပါ FBI က server server IP address ကိုသိရပြီဆိုတော့ဒီ server မှာရှိတဲ့စုံစမ်းလိုက်တော့ Netherlands မှာဖြစ်နေတယ်ပေါ့နော်အဲ့တော့ Netherlands ရဲတပ်ဖွဲ့နဲ့ပေါင်းပြီးတော့ server access ကိုယူလိုက်တယ်ကြလို့ server ကြီးကိုပိတ်လိုက်ရဆိုလို့ရှိရင်တော့အဲ့မှာပြီးသွားပြီပေါ့နော်ဒါပေမဲ့သူတို့က server ပိတ်ချင်တာမဟုတ်ဘူး server ကို run နေတဲ့ DPR ဆိုတာဘာလို့လဲဆိုတာရှာချင်တာပေါ့နော်အဲ့တော့ဒီ server ကိုတော့မပိတ်ဘူး server ကိုဒီတိုင်းပဲ set run စေတယ်ပြီးတော့သူက server ကို clone လုပ်လိုက်တယ်ပေါ့နော်ဒီ snapshot ရိုက်ပြီးတော့ server မှာရှိတဲ့အချက်လက်တွေကိုရှာဖွေတာပေါ့နော်အဲ့မှာကျွန်တော်ဒီမှာအဲ့ server ထဲမှာဒီ server ရဲ့ code base တစ်ခုလုံးတို့ရလိုက်တယ်ပြီးတော့ database တွေလည်းရမှာပေါ့နော်ပြီးတော့ user activity တွေ check log တွေလည်းရမယ်ပြီးတော့ bitcoin တွေလည်းအကုန်ရလိုက်တယ်ပေါ့နော်ဒါပေမဲ့တို့ကဘာမှမလုပ်ဒီတိုင်းပဲပြီးတော့တို့တစ်ခုထပ်ရလိုက်တာကadmin user name ပေါ့နော် frosty ဆိုပြီးတော့ admin frosty ဒီနာမည်ကိုတေချာမှတ်ထားဒီမှုတွေကိုပါနေနောက်တစ်ဖက်က IRS ကဒီမှုကိုစုံစမ်းတာအရန်ရိုးရှင်းတယ်သူကလွယ်ပဲ Google ကိုသွားပြီးတော့ဒီ server ကိုစပြီးတော့ပြောတာဘာလို့လဲဆိုပြီးစရှာတော့ DPR တင်ထားတဲ့ဒီ post ကိုတွားတွေ့တယ်ကျွန်တော်ခုနပြတဲ့ post ပေါ့နော်ဒီ user name ကိုကျတော့ outtry ဆိုတဲ့ user name ပေါ့နော်အဲ့ user name နဲ့ထပ်ပြီးတော့ရှာတော့နောက် forum တစ်ခုမှာအဲ့ user name ကိုတွားတွေ့တယ် bitcoin talk ဆိုတဲ့ forum မှာဒီ outtry ဆိုတဲ့ user name နဲ့တွေ့တယ် post တွေပါဖတ်ကြည့်လိုက်တော့လဲခက်ဆက်စင်ပဲဆိုတော့ chumri က outtry နဲ့ bitcoin talk က outtry ဆိုတာတယောက်တည်းဆိုတာဖြစ်နိုင်တယ်ပေါ့နော်ဒီ bitcoin talk မှာတင်ထားတဲ့ post တွေထဲမှာသူနောက်ဆုံးတင်ခဲ့တဲ့ post ကိုချက်ဖတ်ကြည့်I'm looking for the best and brightest IT pro in bitcoin community ပေါ့နော် lead developerဘာညာပေါ့နော်အဲ့မှာအရေးကြီးတဲ့အချက်ကပါလဲဆိုတော့သူ့ကိုဆက်သွယ်ဖို့ဆိုပြီးတော့ rosoutbridge@gmail.com ဆိုပြီးတော့ဒီလိပ်စာပေးချလိုက်တယ်အဲ့တော့ IRS ကဒီ email နဲ့ထပ်ရှာကြည့်တော့သူ့ရဲ့ link ကိုတော့တွေ့တယ်အဲ့ link မှာလည်းဒီနောက်ဆုံးတစ်ခုဖတ်ကြည့်I'm creating economic simulation ဘာညာပေါ့နော်ထိန်းချုပ်မှုတွေနဲ့ကင်းလွတ်တဲ့ economic simulation တစ်ခုသူတည်ဆောက်နေရပေါ့ server ကလည်းအဲ့ပုံစံပဲလေနော်ထိန်းချုပ်မှုတွေကင်းလွတ်နေတဲ့ marketplace ပဲလေနော်အဲ့ထပ်ရှာကြည့်တော့ Overflow မှာ megamate ထားတွေ့ရပေါ့နော် how can I connect to a Tor hidden server using URL ဘာညာပေါ့နော်user name ကအစ rosoutbridge ဆိုတဲ့ user name နောက်ပိုင်းတော့ frosty ဆိုတဲ့နာမည်ပြောင်းသွားတယ် IRS ကသူတို့ရှာတွေ့ထားတဲ့အချက်လက်တွေကို FBI ကိုတွားပြရပါတော့ဒါတွေတွေ့ရှိရတယ်သူတို့ရှာနေတဲ့ DPR ဆိုတာ rosoutbridge ဖြစ်နိုင်တယ်ပေါ့နော်ဒီလိုသက်သေတွေရှိရပေါ့နော် FBI ကကြည့်လိုက်တော့လဲရှာတွေ့ထားတဲ့အချက်လက်တွေတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ခိုင်လုံတဲ့သက်သေတော့မဟုတ်သေးဘူးပေါ့ပြီးတော့ Ross ရဲ့နောက်ကြောင်ရာဇဝင်ကိုလိုက်ကြည့်လိုက်တော့လဲပြစ်မှုကျူးလွန်တာတွေဘာမှမရှိဘူးပေါ့နော်လူစိုက်တမှာရဲ့လက္ခဏာလည်းဘာမှမမြင်ရဘူးပေါ့နော်အားနဲ့ပြန်ညင်းလိုက်တယ် IRS ကနေပြီးတော့ okay ဟုတ်ပြီပေါ့နော်ဒါနဲ့သူ့ရဲ့ Overflow ကပေါ့အစ Ross outbridge ဆိုတဲ့နာမည်သုံးထားရင်ပဲနောက်ကျတော့ frosty ဆိုတဲ့နာမည်ပြောင်းသွားတယ်ဆိုပြီးတော့ FBI ကိုပြောလိုက်တယ်ဒီနာမည်ကြားဟုတ်ပါတယ်ပေါ့နော် frosty ဆိုတာပြီးမှငါတို့တင်ထားတဲ့ server ရဲ့ admin နာမည်လည်း frosty ပါပဲဆိုဒါဆိုရင်တော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါနဲ့ Overflow က post ကိုတေချာပြန်ဖတ်ပြီးတော့ဒီ PHP code ကိုကူးပြီးတော့သူတို့တင်ထားတဲ့ server ထဲက code နဲ့တွားတိုက်စစ်ကြည့်လိုက်တော့တပုံစံနဲ့ဖြစ်နေရပါတော့အဲ့ဒါကြောင့်ကျွန်တော်ပြောတာဒီ PHP code ကြောင့်ဖန်ခံလိုက်ရတယ်ပေါ့နော်တရားမလားအဲ့တော့တေချာဝိုင်းပေါ့နော်သူတို့ရှာနေတဲ့ Tuesday တမှာ Zero Founder DPR ဆိုတာ Ross Outbridge သူနေနေအောင်စုံစမ်းတာတော့မခက်ဘူးပေါ့နော်သူရဲ့ Gmail ကိုလည်းရထားပြီဆိုတော့ Google Company တွားပြီးတော့သူရဲ့ IP တွားတောင်းဝင်ဝယ်ပေါ့နော်အဲ့လိုတောင်းပိုင်ခွင့်လည်းရှိရအဲ့ဒါကို Spooner လို့ခေါ်တာကျွန်တော်အတန်ထွက်မသိဘူးခဏလေး Spooner လို့ခေါ်တာပေါ့နော်အဲ့လိုတောင်းပိုင်ခွင့်ရှိတယ် Ross က VPN ခံထားရဆိုရင်မဲ့လည်း VPN Company ကိုလည်းခုနလိုပဲဒီ Spooner တွားလုပ်လို့ရတယ်ပေါ့နော်ဘယ်ကနေစပြီးတော့ connect လုပ်တာလဲဆိုပြီးတော့တွားပြောလို့ရတယ်အဲ့တော့ Google ကုမ္ပဏီကရတဲ့အချက်လက်နဲ့ VPN ကုမ္ပဏီကရတဲ့အချက်လက်နဲ့ပေါင်းလိုက်တော့သူနေတဲ့နေရာအတိအကျနေပါအောင်သိရတယ်ဒီ San Francisco က apartment တစ်ခုမှာပေါ့အဲ့ဖမ်းဖို့အမိန့်လည်းကြာပြီးသူနေတဲ့နေရာကိုလည်းတီးပြီးဆိုတော့ဖမ်းဖို့ plan ချဖို့ပဲကြံတော့တယ်ရဲတွေရဲ့အဓိက goal ကတော့ဒီ laptop ကိုအဖွင့်အတိုင်းလိုချင်တာတကယ်လို့တခုဖြစ်လို့ तू ကပိတ်ချလိုက်တယ်ဆိုလို့ရှိရင်ဒီမှာ lock ကျသွားဆိုလို့ရှိရင် lock ပြီးလို့မရပါညာနဲ့ပေါ့နော်အဲ့လိုဖြစ်နေမှာဆိုတော့အဲ့တော့ Ross ကိုသူ့အိမ်ထဲမှာဝင်ဖမ်းလို့မရဘူးရဲပိုင်ဝင်လာအတန်ကြားရတဲ့ laptop ကိုလမ်းပိတ်ချလိုက်မှာပေါ့နော်အဲ့တော့ Ross ကတနေ့ဘာလုပ်လဲဆိုတာစောင့်ကြည့်ကြအောင်နော် Ross ရဲ့အကျင့်တစ်ခုကမနက်စာစားပြီးပြီဆိုလို့ရှိရင်ဒီ public library တစ်ခုမှာတွားပြီးတော့အလုပ်လုပ်တဲ့အကျင့်ရှိရဲတွေကလည်း okay အဲ့ဒါဆိုရင်တော့ဒီ public library မှာဖမ်းမယ်ပေါ့နော်ဖမ်းမဲ့နေ့မှာရဲတွေကသူတို့လူတွေကို library ထဲကိုကြိုလွတ်ထားရပေါ့နော်
Ross ကမနဲ့စာပြီးတော့ရောက်လာတဲ့အချိန်မှာသူ့ရဲ့ monitor ကိုလမ်းပြီးအဝေးနဲ့လမ်းကြည့်ပြီးတော့သတင်းလမ်းပို့ရပါတော့ laptop ကိုဖွင့်လိုက်ပြီးပါညာပေါ့အဲ့ဒါဒီထက်ပို့ပြီးတော့တေချအောင်ဆိုလို့ရှိရင်အဲ့မှာ Homeland Security ကသူတို့တင်ထားတဲ့ Cyrus ဆိုတဲ့ account ကနေပြီးတော့ DPR ကိုလမ်းပြီးတော့ high ပါညာလမ်းပို့လိုက်တယ်ပေါ့နော်သူ့ရဲ့ monitor မှာဒီစာဝင်လမ်းတာကိုတွေ့ရတော့ okay ဒါဆိုရင်တော့တေချသွားပြီပေါ့နော်ဒါပေမဲ့ဒီထက်ပို့ပြီးတော့လက်ပူလက်ကျန်ဖြစ်အောင်ဆိုလို့ရှိရင် Xerox server ထဲဝင်နေဖို့လိုတယ်ပေါ့အဲ့တော့ Cyrus account ကနေပြီးတော့လမ်းပြီးတော့စာပို့လိုက်တယ် Xerox server မှာ error တစ်ခုတွေ့ထားတယ်ပေါ့နော်အဲ့ဒါဘာလဲမသိဘူးချက်ဝင်ကြည့်ပေးပါအောင်ဆိုပြီးတော့ပို့လိုက်တော့ DPR နေပြီးတော့ okay ဝင်ကြည့်ပေးမယ်ပေါ့နော်ပြီးတော့ပြန်မေးတယ်ဒါနဲ့နေအရင်က crypto အယောင်းဝယ်လုပ်ဖွယ်ဟုတ်တယ်မလားဆိုရင်လမ်းမေးတယ်အဲ့မေကွန်ကတာမန်မေကွန်မဟုတ်ဒါသူတို့ရဲ့လျှို့ဝှက်စကားတစ်ခုပုံစံမျိုးပေါ့နော်ဒါပေမဲ့ Homeland Security ကလည်း Cyrus ကနေပညာအကုန်တင်ထားဆိုတော့ AC ပဲပြန်ဖြေလိုက်တယ်ဟုတ်တယ်အရင်ကငါcrypto တွေပဲရောင်းဘူးတယ်ဒါပေမဲ့နောက်ပိုင်းရဲတွေအရင်ကျက်လာတော့ငါမလုပ်တော့ဘူးပေါ့နော်Ross ကနေပြီးတော့ဟုတ်တယ်ရဲတွေစောက်ယူတွေပါကွာဆိုပြီးတော့လမ်းပြောလိုက်တော့ okay အဲ့ဆိုရင်တော့သူတို့ရဲ့လျှို့ဝှက်စကားမှန်ဝိုင်းဆိုတဲ့ပေါ့နော် DPI နေပြီးတော့ Xerox server တွေကို login ဝင်လာတဲ့အချိန်မှာပဲသူရှင်းမှာဒီလင်မြန်းနဲ့အောင်ကြေးရန်ထားဖြစ်ကြတယ်DPI ကအဲ့ဒါကိုလမ်းကြည့်လိုက်တဲ့အချိန်မှာပဲဘေးကနေပြီးတော့ရဲတယောက်ကသူ့ရဲ့ laptop ကိုလမ်းဆွဲနောက်တယောက်ကသူ့လိုင်းပြီးတော့ချုပ်လိုက်တယ်ပြီးတော့ကောင်းလေးမယုံနဲ့မင်းပါရီလောက်ထိုင်မသိရတော့ဆိုပြီးတော့အဲ့မှာပဲ Xerox ရဲ့တက်တန်းကပြီးဆုံးသွားတယ်ပေါ့နော်ဆိုရဌာနပေါင်းဆောင်ရဲ့ဂျိုးပန်းမှုနဲ့တစ်နှစ်အတွင်းမှာပဲ DevOps ကအကြီးဆုံးမွေးစေဝါရောင်းတဲ့ website ရဲ့ founder ကိုဖမ်းနိုင်ခဲ့တယ်သူရဲ့ပြစ်ဒဏ်ကတော့ double life sentence ပေါ့နော်နှစ်ကျွန်းလို့ခေါ်မလားဒါပေမဲ့သူထောင်ထဲမှာ10နှစ်လောက်ပဲနေလိုက်ရတယ်2025ပေါ့နော်မနစ်ကသမ္မတ Donald Trump ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်ပြီးလွတ်လာတယ်သူပြန်လွတ်လာတယ်ဆိုတာကိုလည်းကျွန်တော်ဒီဗီဒီယိုအတွက် research လုပ်နေမှသိရ YouTube မှာ Donald Trump ကိုကျေးဇူးတင်တဲ့ဗီဒီယိုတင်ထားရှိတယ်စိတ်ဝင်စားရင်တွားကြည့်ကြည့်ပါနော်ကဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်ဒီဗီဒီယိုအတွက်တော့အချိန်ပေးပြီး research လုပ်ထားရပါတော့ကျွန်တော်ပြောတာမြန်နေလားနေလားဟိုမရှင်းတာဘာညာရှိလို့ရှိရင်လည်းကျွန်တော် feedback ပေးခဲ့လို့ရတယ်ပေါ့နော်ပြီးတော့ဒီ Xerox အကြောင်းနဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိရင်လည်းဟို comment မှာမေးခဲ့လို့ရတယ်